အားလုံးမင်္ဂလာပါကျွန်တော်ဘယ်အကြောင်းကိုပြောချင်လဲဆိုတော့ migration ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ် migration ကပါလဲလူတွေတစ်နေရာကနေတစ်နေရာကိုရွှေ့ပြောင်းနေထိုင်ကြတယ်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံကနေထိုင်းကိုပြောင်းတယ်မြန်မာနိုင်ငံကနေစင်ကာပူပြောင်းတယ်စင်ကာပူကနေတစ်ဆင့်မှာထိုင်းကိုပြန်ပြောင်းတာရှိမယ်เนาะပြီးရင် UK တို့ US တို့ Australia တို့ Canada တို့ Japan တို့အစရှိသဖြင့်ပြောင်းသွားကြတယ်ပြောင်းပြီးနေထိုင်ကြတယ်အဲ့ဒါဒီ migration ပဲ right အဲ့တော့ကျွန်တော်တို့ဒီ IT နဲ့ networking လောကမှာ migration ဆိုတာဘာလဲအဲ့ဒီသဘောတရားအတူတူပါပဲအဲ့တော့ကျွန်တော်အဲ့ဒီဟာလေးကိုသဘောတရားတူပေမဲ့ business မှာဘယ်လိုတွေကွာခြားသွားလဲကျွန်တော်တို့လူတွေပြောင်းရွှေ့တာ ਨੇ ဘယ်လိုကွာခြားသွားလဲဆိုတာလေးကိုကျွန်တော်ကရှင်းပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ကရှင်းကြည့်ရအောင်ပေါ့နော်ကျွန်တော်လူတွေကရွှေ့ပြောင်းနေထိုင်ကြတယ်မရွှေ့ပြောင်းခင်မှာကျွန်တော်တို့တွေကရွှေ့ပြောင်းမှုအတွက်ဘယ်လိုတွေပြင်ဆင်ကြလဲ။ရွှေ့ပြောင်းမှုအတွက်ပြင်ဆင်ကြရဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ငါတို့ကဘာကြောင့်ရွှေ့ပြောင်းခြင်းတာလဲဆိုတာအရေးကြီးတယ် right ငါတို့ရွှေ့ပြောင်းတင်လားမတင်ဘူးလားငါတို့တကယ်ရွှေ့ပြောင်းတင်လားဥပမာထားပါတော့ကျွန်တော်တို့ဒါကနေဒါနဲ့ကျွန်တော်ပြောရအောင်เนาะကျွန်တော်ကနေဒါကိုစင်ကာပူကနေပြောင်းမယ်ဟေးဆိုလို့ရှိရင်မပြောင်းခင်မှာငါတို့ကဘာကြောင့်ပြောင်းနေတာလဲဆိုတဲ့အချက်ကိုအရင်စဉ်းစားရမယ်ဥပမာစင်ကာပူမှာကရေရှည်မကောင်းလို့လားကနေဒါကရေရှည်ပိုကောင်းသွားမှာလားအခုလက်ရှိစင်ကာပူကနေတာကဘယ်လိုမျိုးတွေဘာအခက်အခဲတွေဖြစ်လာနိုင်လဲเนาะကနေဒါပြောင်းသွားရင်ကဒီခက်ခဲတွေပျောက်သွားမှာလားဒါငါလိုချင်တဲ့ lifestyle လားစရှိသဖြင့်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကိုက justification တစ်ခုခုကိုကအရင်ဆုံး initiate လုပ်ရတယ်ဗျအဲ့တော့ဘာကြောင့်လဲဆိုတာကတော့အရေးကြီးတယ်ဟုတ်တယ်မလားအဲ့တော့နောက်တစ်ခုအနေနဲ့ဘာရှိလဲကဲငါဒါကိုဘာကြောင့်လဲလို့ပြောင်းညင်လဲလို့ကိုကသိပြီးသွားပြီဆိုရင်ထားတော့ကိုကတယောက်တည်းပြောင်းတာပြဿနာမရှိကိုက partner နဲ့မျိုးသမီးနဲ့မိသားစုနဲ့ရှိတယ်ဒါမှမဟုတ်လေမိဘတွေစီကခွင့်တောင်းညင်တယ်ဆိုမျိုးဆိုလို့ရှိရင်လေကိုကရှင်းပြရမယ်ဒါကြောင့်ငါပြောင်းတာငါတို့ဒါကြောင့်ပို့ပြီးတင့်တော်မယ်ထင်တယ်စရှိသဖြင့်ပေါ့နော်အဲ့တော့မိသားစုလိုက် decision ချပြီးတော့ okay ဆိုရင်တော့ငါတို့ပြောင်းကြမယ်အဲ့လိုပြောင်းကြဖို့ဆိုရင်ဟုတ်ပြီငါတို့မှာလုံလောက်တဲ့ budget ရှိလားဒါကိုယ့်ရဲ့ process ပေါ့နော်ငါဘယ်လိုမျိုးပြောင်းရင်ဘာတွေကုန်နိုင်လဲဟိုမှာနေစရိတ်အတွက်အခန်းငှားစရိတ်အတွက်လေယာဉ်စရိတ်အတွက် visa ကြေးအတွက်အစရှိသဖြင့်ပေါ့နော်ကိုရီးယားဒီပတ်စံကိစ္စကိုပါလဲထပ်တွက်ပြီးတော့ကိုရီးယားဒါ cost ကိုလဲကိုရီးယားစဉ်းစားတယ်ပေါ့ဥပမာစင်ကာပူမှာနေတာက cost တက်တာမလားเนาะကိုကဟိုသွားလို့ရှင်ပို့ပြီးတော့ဈေးကြီးနေမလားမပြောတော့ဘူးဒါတွေကိုကိုကအရင်ဆုံးလေ့လာရမယ်နားလည်အောင်လုပ်ရမယ်အဲ့တော့ကိုကတကယ်ပြောင်းပြီးသွားပြီကိုသဘောကျလို့ပြောင်းပြီးသွားပြီဆိုပါတော့เนาะပြောင်းလိုက်တဲ့အချိန်တွင်းမှာကိုက adjustment လုပ်ရမယ်ဒီဘယ်လိုပြောမလဲကိုပတ်ဝန်းကျင်ကို adjustment လုပ်ရမယ်ကိုနဲ့လက်ရှိပြီးသားလူတွေအဆက်အသွယ်တွေ cycle တွေနဲ့ပြတ်သွားမယ်ဟိုပြန်ပြီးတော့ဝေးကနေလှမ်းပြီးတော့ဆက်သွယ်နေရမယ်เนาะအထီးကျန်မှုတွေတခြားပျော်ရွှင်မှုတွေတခြားမျိုးစုံသောစိတ်ခံစားမှုတွေပါလာမယ်ပေါ့နော်ထားတော့ဒါကျွန်တော်ရေဘူးရအချိန်ပြောတာကျွန်တော်တို့ဒီအခုမြန်မာနိုင်ငံမှာကတော့စစ်ခွေးတွေကြောင့်ဒုက္ခရောက်နေကြတော့ပြောင်းလို့တကယ်ကိုယ်နိုင်ငံကိုချစ်ပြီးတော့တန်ရုံးစင်ရှိပြီးတော့ဒါစိတ်မကောင်းကိုချင်းစားတဲ့လူတွေတော်တော်များများကတော့အခုတည်းပြောင်းလဲဟိုပျော်လဲခဏပဲအများတန်းဒီစိတ်နဲ့ပဲအကုန်လုံးရှင်တန်နေကြရတယ်ပေါ့နော်ထားပါတော့အဲ့တော့ဒါကိုအခုလက်ရှိလူတွေရဲ့ခံစားမှုကိုကျွန်တော်ဒီတိုင်းလေးပဲလူတွေ migrate လုပ်ရင်ဘယ်လိုဖြစ်မလဲဆိုတာလေးကိုတွေးပြီးတော့ကျွန်တော်ဆွေးနွေးကြည့်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကစီးပွားရေးနဲ့ကျွန်တော်တို့ကရှင်းကြည့်လိုက်လို့ရှိရင်ခုနကပြောတဲ့ကျွန်တော် justification တွေ dependency တွေဆုံးဖြတ်ချက်တွေဒါတွေလည်းကျွန်တော်တို့စီးပွားရေးမှာအရင်အရေးပါလာတယ်အဲ့တော့ထားပါတော့ကျွန်တော်တို့က network တစ်ခုကို migrate လုပ်ချင်တယ် migrate လုပ်ချင်တယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့က tech refresh ဆိုတာတစ်ခုရှိတယ်ဗျကျွန်တော်တို့စီမှာ tech refresh ဆိုတာကျွန်တော်ဖုန်းတစ်လုံးကနေဖုန်း iPhone 16 Pro Max ကနေ17 Pro Max ကိုပြောင်းလာသည် tech refresh လုပ်တာလို့ခေါ်တယ်ကျွန်တော်တို့ networking IT လောကမှာအဲ့တော့ကျွန်တော်တို့က migrate လုပ်တာနဲ့ tech refresh နဲ့ကတကယ်တော့စင်တူတယ်ဒါပေမဲ့တကယ်တူလားဆိုတော့မတူ tech refresh ဒီအရင်ရိုးရှင်းတယ်ဒီ box ကနေဒီ box ကိုပိုကောင်းတဲ့ box ကိုပြောင်းလိုက်တာအထက်ဟာတွေအကုန်လုံးတူတူပဲဒါပေမဲ့ migration ကြတော့မတူတော့ခုနလိုပြောကြည့်ဆိုရင် tech refresh ဆိုတာဒီဒါတချို့ engineer တွေကမသိဘူး tech refresh နဲ့ migration နဲ့ tech refresh ဆိုတာဒီထားပါတော့စင်ကာပူမှာနေတယ်ဟို Serangoon ကနေ Bugis ကိုပြောင်းတယ် Bugis ကနေ Serangoon ကိုပြောင်းတယ် something like that Amok ကိုပြောင်းတယ် something like that ကိုကျွန်တော်ကပြောတာဥပမာဒီ Melbourne မှာနေတဲ့လူတွေဆိုလို့ရှိရင်လည်းကိုကလက်ရှိ CBD မှာနေတယ်ဟေးဆိုလို့ရှိရင် Glenwave ဘက်ပြောင်းတာတို့ Yaraville ဘက်ပြောင်းတာတို့ဒါကိုပြောချင်တာ
အဲ့တော့တူတူပဲတစ်မျိုးတည်းမှာနေတာကိုကခဏလေးပဲဒီဘက်လေးပြောင်းလိုက်တဲ့သဘောပဲဟိုဘာမှအများကြီးပေါ့နော်အများကြီးမကွာခြားတော့ပိုကောင်းတာနဲ့ပိုဟိုဖြစ်တာပဲ slightly ကွာသွားမယ်ပေါ့ကိုယ့်ရဲ့ preference အရအဲ့တော့ထားပါတော့ခုန back to the track ကိုပြောလို့ရှိရင်ကျွန်တော်စီးပွားရေးမှာလည်းအဲ့ဒါ tech refresh ဆိုတာတသက်ရှိတယ်အခု tech refresh ကိုကျွန်တော်ကပြောချင်တာမဟုတ်ဒါပေမဲ့ဒါကြုံလို့ပြောပြလိုက်တာပေါ့နော်အဲ့တော့အခုကျွန်တော် migration ဘက်ကိုပြန်သွားရမယ်ဟေးဆိုလို့ရှိရင် migration လောက်တာဒီခုနပြောရဲကျွန်တော်တို့ justification တွေလို့ရဘာကြောင့်ငါတို့ကဒီ network ကနေနောက် network ကိုပြောင်းมาလဲဥပမာ firewall နဲ့ဒီ firewall နဲ့ over firewall ကိုပြောင်းနေတာလေအဲ့တော့အဓိကဘာကြောင့်ပြောင်းနေတာလဲဆို justification ကိုဒီစီးပွားရေးဘက်က business အနေနဲ့ဒါကိုသိရမယ် management အနေနဲ့နော်သူတို့လည်း approve ယူရမယ် management ကဒီ justification မှန်တယ်လိုအပ်တယ်တကယ်လိုအပ်လို့ပါဆို document တက်လုပ်ပြီးတော့ဒါကြောင့်ပြောင်းတာပါဒါကတော့ project manager ဘယ်သူပါ sponsor ဘယ်သူပါဒါကိုဘယ်သူ take care လုပ်ပါ responsibility ကဘယ်သူပါ legal compliance တွေပါတယ်ဒါတွေကအကုန်လုံးဘယ်လိုပြောမလဲဒါ risk နဲ့ compliance တွေလည်းအကုန်လုံး calculate လုပ်ပြီးသွားပြီဆိုတော့ search ဖြင့် document တွေအစင်းစင်းနဲ့တဲ့ဟာကို migrate လုပ်ဖို့သူတို့ propose လုပ်ပြီးတော့ approve ရလာတယ် budget ထွက်လာတယ်ခုနပြောတဲ့ budget ထွက်လာတယ်အဲ့တော့နည်းနည်းလေးအသေးစိတ်ထပ်ပြောလို့ရှိရင်ခုနအထဲမှာကျွန်တော်ပြောတဲ့ justification တွေမှာဘာကြောင့်ပြောင်းတာလဲ end of ကျွန်တော်တို့ firewall တွေဒီ network device တွေ end of life end of support ဆိုတာရှိတယ်ဒါတွေကဥပမာတက်တန်းကုန်သွားလို့ရှိရင်ကိုယ့်ကိုရောင်းတဲ့ဆိုင်ကဥပမာလွယ်ပြောရင်ရောင်းတဲ့ဆိုင်ကသူတို့ကဘာမှတာဝန်မယူတော့ဘူးအဲ့တော့ကျွန်တော်စီးပွားရေးကဘာမှတာဝန်မယူတဲ့ device ကြီးနဲ့ run နေရတယ်တခုခုဖြစ်သွားရင်ကျွန်တော်တို့ဒုက္ခရောက်ပြီဘာလို့ဆိုတော့ကျွန်တော်တို့ဒီနော် digital KG အခုဆိုရင် AI KG ထဲမှာဒီလိုမျိုးဒီ operation အတွက်ပေါ့နော်စီးပွားရေးတစ်ခုအတွက်အရေးကြီးဆုံးကအချိန်ပဲအချိန်နဲ့တပြေးညီကျွန်တော်တို့တွေကစီးပွားရေးကိုကောင်းကောင်းမွန်မွန်လုပ်နိုင်မှာ support လုပ်နိုင်မှာကိုယ့်အကျိုးမြတ်ကပိုရတာအဲ့တော့ကိုကနှောင့်နှေးကြံ့ကြာတဲ့ performance မကောင်းတဲ့စိတ်မချရတဲ့ device ကြီးတွေတခုဖြစ်သွားတဲ့အချိန်ကြလို့ရှိရင် internet ဥပမာထားရဗျာ internet ကြီး down သွားတယ်ဆိုလို့ရှိရင်အဲ့ internet down သွားတဲ့အချိန်အတွင်းမှာဖြစ်ပျက်သွားနိုင်တဲ့ငွေကြေးတန်ဖိုးမှုတွေအဆုံးရှုံးမှုတွေကအများများနိုင်တဲ့စီးပွားရေးအတွက်အဲ့တော့ကိုရီးယားဒီစီးပွားရေးအတွက်ဒါကတော့ဒီလိုပါတယ်ဒါကြောင့်ပါနောက်တစ်ခုက performance တွေကျနေတာတွေเนาะနှီးနေတာတွေသုံးတဲ့ user တွေကအဆင်မပြေတော့တာတွေเนาะပြီးလို့ရှိရင် extra cost တွေဖြစ်နေတာတွေတကယ်တော့အဲ့လောက်ကြီး cost ကမကုန်ဘူးဒီထက်ပိုပြီးတော့တတ်နဲ့သုံးလို့ရမယ့် device မျိုးတွေရှိလာပြီးဒါမျိုးတွေကိုကိုရီးယားသုံးလို့ရပါလေနဲ့ဟိုအရင်တော့ပတ်စံအဟောင်းကြီးတွေကိုဈေးကြီးပြီးတော့ပေးထားတာမျိုးတွေ oversize လုပ်ထားတဲ့ဟာမျိုးတွေပေါ့ဥပမာလွယ်ဟိုကုန်တင်ကားကြီးတွေမလို့ဗျာတည်မလားပုံမှန် truck သေးသေးလေးနဲ့ပဲဖြစ်ဖြစ်ကိုကားလေးနဲ့ပဲဖြစ်တည်သွားလို့ရတဲ့ဟာတို့ကားကြီးဝယ်ထားပြီးတော့ကားကြီးတွေနဲ့တုံးပြီးတော့နှစ်စီသုံးစီဝယ်ထားတဲ့ဟာမျိုးတွေဖြစ်နေတာတွေဒါဥပမာပြောတော့ကျွန်တော် device တွေမှာလည်းအဲ့လိုပဲဖြစ်နေတာမျိုးတွေ network မှာလည်းအဲ့လိုဖြစ်နေတာမျိုးတွေဆိုရင်ဒါတွေကို short ချဖို့တော့ပေါ့နောက်တစ်ခုက security နဲ့ပတ်သက်ပြီးတော့ဒါတွေကတော့ဟောင်းနေတာမျိုးတွေနော်ဒီမှာဘယ်လိုပြောမလဲ CV တွေများနေတယ်ဒီလို model မှာ CV ဆိုတော့ဒီဥစားဘယ်လိုပြောမလဲ vulnerabilities တွေများနေတယ်ပေါ့ဗျာဟိုဖောက်လို့လွယ်တဲ့เนาะဟိုအဆင်မပြေတဲ့ bug တွေများနေတယ်အစရှိတဲ့ပြင်ပေါ့အဲ့တော့ဒါတွေအတွက်ပြီးလို့ရှင်ကိုက feature တွေ setting အကောင်းစားတွေကိုယ့်ရဲ့ဒီစီးပွားရေးအတွက်ပို့ပြီးတင်တော်မဲ့ setting တွေကိုသုံးလို့ရတာမျိုးတွေကိုကျွန်တော်တို့တွေကသုံးလို့ရနိုင်ပါလေနဲ့ကျွန်တော်တို့ကမသုံးနိုင်ဘူးပေါ့နော်အဟောင်းကြီးမှဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့အစရှိတဲ့ပြင်ဒါမျိုးတွေမှာကျွန်တော်တို့တွေက calculate လုပ်ပြီးတော့ migration ကိုကျွန်တော်တို့တွေကလုပ်ရတယ်အဲ့တော့ migration ကိုလုပ်ရတယ်ဆိုတာဒါ business အတွက်လဲဆိုတော့မပြီးသေးဘူးခုနကကျွန်တော်ပြောလိုက်သလို project manager တွေ sponsor တွေ assign ချပြီးတော့ legal နဲ့ပတ်သက်တာတွေ contract တွေ preparation လုပ်ပြီးတော့မှဒါဒီ standards နဲ့ဟိုစားဘယ်လိုမျိုးမလဲcompliance ဖြစ်တယ်เนาะကိုင်းညီမှုရှိတယ်မရှိဘူးဒါတွေပါကြည့်ပြီးတော့မှ okay ဆိုရင်တော့အဆင်ပြေတယ်ဒါတွေကိုလုပ်မယ်အဲ့တော့တချို့အရန်ကြီးတဲ့customer တွေအရန်ကြီးတဲ့ company တွေဆိုလို့ရှိရင်တို့ကဘာလုပ်လဲဆိုတော့တို့မှာ POC POV ဆိုရယ် proof of concept proof of value တို့ဒါတွေကိုကျွန်တော်တို့ဒီဟိုးကျင်းကျွန်တော်ရှင်းပြခဲ့တဲ့ day 0 day 1ဆို day 0သမားတွေကိုတို့တွေက pre sales သမားတွေကိုတို့ကပြောပြီးတော့ okay မင်းတို့ဒါကိုတော့ငါတို့တို့မျိုးလုပ်ပြပေးတကယ်ငါတို့အတွက်လိုအပ်လားငါတို့ environment တို့တကယ်ကိုတင်တော်မှုရှိလားဆိုပြီးတို့မှာ test environment lab environment ဆိုပြီးတော့တို့တွေကတသက်ရှိတယ်အဲ့ဒီဟာတွေမှာတို့တွေကအဲ့ဒါတွေလုပ်ပြီးမှ okay အဆင်ပြေတယ်ငါတို့အတွက်အဆင်ပြေတယ်ဆိုငါတို့ယူမယ်ဒီ product ကိုအဲ့လိုမျိုးတို့တွေကပြင်ဆင်ပြီးမှတို့တွေကယူကြတယ်အဲ့လိုယူကြပြီးမှတို့က milestone စစ်စစ်နဲ့ scope of work တွေ define လုပ်ပြီးတော့မှ okay အဲ့တော့ solution တော့ငါတို့ကဒီဟာတွေဒီဘိုင်းတွေပဲလုပ်မယ်ဒီဘိုင်းတွေတော့မင်းတို့လုပ်เสียမလို့စရှိသဖြင့်အဲ့လိုသတ်မှတ်ပြီးတော့မှတို့တွေကဒါကိုကဲမင်းတို့လုပ်တော့ဆိုပြီးတော့အဲ့ project manager လက်ထက်ချပြီးတော့ engineer တွေနဲ့စလုပ်ကြတယ်အဲ့ချိန်ကျမှ engineer တွေက discovery phase တွေလုပ်တယ်ဟုတ်တယ်မလား discovery phase တွေလုပ်တယ် design တွေလုပ်တယ်ဟော design ဆိုလို့ Singapore မှာကျတော့ design phase ကိုခုနရတယ်ကျွန်တော်တို့ကပါပြီးသွားပြီငါတို့ကဒီလိုလုပ်ချင်တာ customer တွေတွေကပဲသွားမယ်
ပြီးတော့ဒီမှာ high level design ဆိုပြီးတော့သူတို့ကလိုချင်တဲ့ပုံစံလေးကိုပုံဆွဲပြီးပြထားတယ်ပေါ့ဗျာ flow လေးပေါ့ဒီဟာကနေဒီကိုသွားမယ်ဟိုကနေဟိုကိုသွားမယ်လိုချင်တဲ့ flow ကိုဘယ်လိုပြောမလဲမြန်မာလို့လိုချင်တဲ့ကိုလိုချင်တဲ့ကျွန်တော်မပြောအတွေးရမထွက်လာမပြောတတ်တော့ကိုလိုချင်တဲ့ပုံစံပေါ့နော်ကိုလိုချင်တဲ့စီမံခန့်ခွဲမှုပုံစံလေးဒီဇိုင်းလေးဟို customer နဲ့တိုင်ပင်ပြီးတော့သူတို့ထုတ်ပေးထားတာပေါ့နော်ဒီလိုအဲ့တော့မင်းတို့ဒီတိုင်းလုပ်ကြပါဆိုအဲ့တော့ okay အဲ့ဆိုလို့ရှိရင်စင်ကုန်မှာ okay အဲ့တိုင်းလို့ကိုကဒီ day 1 သမားအဲ့ဒီအတိုင်းကိုကိုက okay အဲ့တိုင်းဆိုပြီးလုပ်လိုက်အောင်ပဲဒါပေမဲ့ Australia မှာကျတော့ကျွန်တော်တို့အားမျိုးမဟုတ်ဘူး discovery ပြီးရဆိုတာ ਨੇ ကျွန်တော်တို့က design ကိုကိုယ့်ဘက်ကိုပြန်လုပ်ရတယ်မင်းတို့လိုချင်တဲ့ flow ကဒါ okay ဆိုလို့ရှိရင်ငါတို့ကဒီလိုမျိုး flow လေးဆိုရင်တော့ပိုကောင်းတယ်မင်းတို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကဒီ design document ဆိုပြီးတော့တက်နော်ဒီဥမာခုနပြောတဲ့ကားကြီး3ကားကြီးမဟုတ်ဘူးဒီမှာကားကတော့တစ်စီးကတော့ဒီမှာရက်မယ်တစ်စီးကတော့ဟိုမှာထားမယ်နော်ဒီကားလေးလောက်ဆိုရင်အဆင်ပြေတယ်အများကြီးပစ္စည်းတွေတည်စရာမလိုဘူးလိုတဲ့ပစ္စည်းကိုဒီလိုကားနဲ့တည်ရုံပဲထားပါတော့ဗျာဒါလွယ်အောင်ပြောတာဆိုတော့အဲ့ဒီအတိုင်းပဲကျွန်တော်တို့တွေကဒါဆိုရင်အဆင်ပြေတယ်ခုနပြောတဲ့ဒါဆိုလို့ရှိရင်တော့လုံခြုံရေးကောင်းတယ်နော်ဒီမှာ vulnerabilities တွေမတွေ့သေးဘူးဒါကတော့အသစ်နော်ပြီးလို့ရှိရင်ဒီမှာဒီ feature တွေပါတယ်နော်မင်းတို့မင်းလိုချင်တာဟာနဲ့ကွက်တီပဲအဲ့တော့ customer okay နော် customer ရဲ့ဒါဟို ownership ယူထားတဲ့တယောက်က okay ကြည့် review လုပ်ပြီးတော့ okay ဒါ approve ဖြစ်တယ် okay approve ဖြစ်တယ်ဆိုလို့ရှိရင်ချမယ်ဆိုပြီးတော့အဲ design phase နော်discovery design phase ပြီးတာနဲ့ implementation phase မှာကျွန်တော်တို့ကဘာလုပ်လဲတကယ်ကိုလက်တွေ့ဓာတ်တွေကို configuration တွေလုပ်တယ်လို့ခေါ်တယ်။ဥပမာ setting ချိန်တယ်ပေါ့ဗျာလွယ်ပြောရရင်တော့လူတွေနားလည်အောင်ပြောရအောင် configuration တွေလုပ်ကြရတယ်နော်အဲ့တော့ document ဒီအရေးကြီးဆုံးပဲ migration မှာကျွန်တော်တို့မှာဒီဥပမာတနိုင်ငံနဲ့တနိုင်ငံသွားကူးတယ်ဟေးဆိုလို့ရှိရင်လည်းဒါ visa အတွက် document တွေ preparation လုပ်ရတယ်အဲ့တော့နိုင်ငံကူးတဲ့လူတော်တော်များများသိတယ်နော် document ဒီအရင်အရေးကြီးအဲ့တော့ကျွန်တော်တို့ဒီ business မှာလည်းအရေးကြီးတယ်ဘာလို့ဆိုဒါဟိုဘက်ဒီဘက်ကိုဘက်သူ့ဘက်ကိုလည်းဟို safe cover လုပ်ထားပြီးသားဖြစ်တယ်အဲ့တော့ကိုတယောက်ကအဆင်ပြေတော့မလုံနိုင်တော့ဘူးဆိုလို့ရှိရင်လည်းနောက်တစ်ယောက်က take over easily ယူလို့ရတယ်ပေါ့နော် easily take over ပေါ့နော်အဲ့တော့ document တွေကိုကောင်းကောင်းမလုပ်ကြရ implementation step တွေကိုသေချာပြင်ဆင်တယ်ပြီးတော့မှကျွန်တော်တို့မှာ cap ဆိုတာရှိတယ် chain advisory board ဆိုတာရှိတယ်အဲ့ဒီ cap တွေကသူတို့ကဒါ review လုပ်တယ်မင်းတို့ step တွေမှန်လားမင်းတို့ step တွေမှားလား risk ကပါလဲ impact ကပါလဲစရှိသဖြင့်သူတို့တွေမေးတယ်ဒါ technical perspective ကနေပေါ့နော်အဲ့ဒါမျိုးပြီးတော့ဘယ်သူတွေက impact ဖြစ်လဲဥပမာခုနကပြောတဲ့အတိုင်းဆို internet firewall ပဲထားပါတော့ internet firewall ဆို internet သုံးတဲ့ user တွေပဲ impact ဖြစ်တယ်ဒါကတော့ကျွန်တဲ့ဟာတွေအများကြီး impact မဖြစ်ဘူး impact ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးထိခိုက်တာပေါ့နော်ဒီ firewall ကိုပြောင်းတဲ့အချိန်မှာတစ်လုံးကနေတစ်လုံးပြောင်းတဲ့အချိန်မှာဒါမှမဟုတ်လဲ network ဆိုလို့ရှိရင်အဲ့ network ထဲမှာဘယ် service တွေ run နေလဲ web တွေလား app တွေလားစရှိသဖြင့်ဥပမာခုနကားနဲ့ပြောကြည့်ဆိုလို့ရှိရင်ကားလမ်းမှာပေါ့နော်ကားလမ်းမှာဒီလမ်းကိုခဏပိတ်ထားမယ့်အချိန်မှာပြင်ဆင်နေတော့ကားလမ်းပိတ်ထားမယ့်အချိန်မှာဒီကားလမ်းမှာလိုင်းကားဘယ်နှကားရှိလဲအဲ့လိုင်းကားတွေကဘယ်တွေကိုသွားတာလဲအဲ့ကိုသွားတယ်ဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်ပိတ်ထားတဲ့အခိုက်အတန့်အတွင်းမှာအဲ့ဒီကနေဒီခီးကနေဟိုခီးကိုအများအားသွားနေတဲ့ regular customer တွေ regular traveler တွေအတွက်ထိခိုက်နေတာမှုတွေရှိတယ်အဲ့တော့အဲ့ဒီဟာအတွက်ကောငါတို့တွေကဘယ်လိုမျိုးလုပ်ကြမလဲဆိုကြိုတင်စီစဉ်ပြီးတော့တယောက်နဲ့တယောက် email တွေပို့ကြရတယ်ငါတို့ကတော့ဒီချိန်ဆိုလူတွေကိုကြိုအသိပေးထားတယ်ဒီချိန်မှာတော့မင်းတို့ငါတို့ဒီကားတွေမထွက်ပါဘူးဒီ line ကတော့ခဏပိတ်ထားပါမယ်ဆိုတော့အဟာမျိုးတွေပေါ့နော်အဲ့တော့လူတွေကိုကြိုအသိပေးရလူတွေကလည်း okay ဒါအကုန်လုံး awareness ဖြစ်သွားပြီဒီချိန်ဆိုရင်တို့တခြားအစီအစဉ်နဲ့ arrangement ပြောင်းလုပ်ကြရတယ်အဲ့တော့ဒါမျိုးတွေလုပ်သွားပြီးတော့အဲ့ဒီ maintenance window ဆိုတဲ့အချိန်ကိုရောက်တဲ့အချိန်မှာ maintenance window ဆိုတာကျွန်တော်တို့ကခုနပြောတဲ့ကားပိတ်ထားပါသည်ကားလမ်းပြင်နေပါသည်ဆိုတဲ့အချိန်တွင်းမှာတော့ခုနကလုပ်တဲ့ခုနဒီ cap ကနေ approve ဖြစ်ထားတဲ့ implementation step တွေအတိုင်းကျွန်တော်တို့ကဒါတွေကို migrate လုပ်ရတယ်အဲ့အချိန်မှာ configuration တွေက ready ဖြစ်ပြီးသားဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကဒါကတော့swap လုပ်တာပေါ့နော် key value လည်း ready ဖြစ်ထားပြီဆိုလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော်တို့ကဒါတွေကို migrate လုပ်လိုက်တယ်ပေါ့ဗျာအဲ့တော့ migrate လုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကမလုပ်ခင်မှာကျွန်တော် pre check ဆိုတာမျိုးတွေရှိတယ်သူကခုနကပြောတဲ့service တွေထဲမှာတော့အဲ့ဒီဥမာ car driver တွေပဲဖြစ်ဖြစ် car line driver တွေမင်းတို့စမ်းကြည့်အောင်မင်းတို့သွားတာလမ်း smooth ဖြစ်လားအဆင်ပြေလားဘာတွေရှိလဲမြင်ရလားမြင်ကွင်းရလမ်း shake ဖြစ်လားမဖြစ်ဘူးလားဥပမာပြောတာပေါ့နော်အဲ့တော့အကုန်လုံးအဆင်ပြေ ready ပဲရန်အောင်တိုင်းပဲ okay ဆိုရပြီဆိုရင်တို့တွေက okay အဲ့ဒါကို record လေးမှတ်ထားလိုက်တယ်နော်အဲ့ဒါပြီးတော့ပြီးသွားတဲ့အချိန်ကျတော့လေလမ်းမင်းမင်းတို့စမ်းမောင်းကြီးသုံးလို့အဆင်ပြေလားပို့ပြီးကောင်းလားဒီဇိုင်းကဘယ်လိုအခြေအနေရှိလဲဟိုနေရာမှာဟိုကားထားတယ်ဒီနေရာမှာဒီကားဘယ်လိုမျိုးအဆင်ပြေလားဆိုတော့ okay အဆင်ပြေတယ်အဆင်မပြေဘူးဗျာကားတစ်စီးကထားပြောတယ်ကျွန်တော်အဆင်မပြေဘူးဘာဖြစ်လို့လဲနော်အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှဒီကားကတော့ပုံမှန်တိုင်းဆိုဒီလိုသွားနေတာအခုဒီဟာဆိုလို့ရှိရင်ဒီလိုမျိုးလှုပ်တယ်ဘလို့ပေါ့ဟာအဲ့ဆိုတော့တိုင်မယ်နောက်ဒုက္ခရောက်ပြီးငါတို့တွေတိုင်ပတ်ပြီပေါ့နော်တိုင်မယ်အဲ့တော့ okay အဲ့ဆိုဘယ်လိုလုပ်ကြမလဲဆိုရင် तू က okay project manager ဖြစ်ခုနကပြောရဲကျွန်တော်တို့သတ်မှတ်ထား responsible ယူထားတဲ့လူတွေကို okay ကျွန်တော်တို့ကဒါ go no go
ဟိုဒီလိုမျိုးကတော့ပြင်လို့တော့ရတယ်ဒါချက်ချင်းပြင်လို့ရတယ် maintenance window ထဲမှာဒါပေမဲ့မင်းတို့ဟိုဒါဘယ်လိုလုပ်စေချင်လဲအဲ့ဆို okay ဒါပြင်လို့ရရင်မင်းတေးကြရပါညာဆိုမင်းတို့သွားတချို့ကအဲ့မှာနောက်တစ်ခုမှလည်းဒါပြင်လို့မရအောင်ဆိုရင်လုံးဝမရဘူးအဲ့တော့မင်းတို့ဒီမှာ rollback ဆိုတာရှိတယ်အရင်တော့အတိုင်းပဲပြန်သွားအရင်တော့အတိုင်းပြန်သွား okay အဲ့ဒါပြန်ဖြုတ်အရင်တော့အတိုင်းပြန်တက်အဲ့ဒါမှမဟုတ်လဲကို okay ရတယ်မင်းတို့ဆက်သွားလို့ရတယ်လို့ဆိုလို့ရှိရင်အဲ့ဒီဟာကိုပြန်ပြီး fix လုပ်တယ် okay ရသွားပြီဆိုရင်ပြန်စစ်ဒီဟာအဆင်ပြေပြီလားအားလုံး service တွေအဆင်ပြေပြီဆိုလို့ရှိရင်အဲ့ဒါ post check ပေါ့နော် post verification လို့ခေါ်တယ် validate လုပ်ပြီးတော့ကျွန်တော်တို့ကဆိုမှဆိုရင် system accepted test တို့ user accepted test တို့တွေနဲ့ UAT SAT တွေနဲ့ကျွန်တော်တို့ကပြီးသွားပြီဆိုပြီးတော့ okay that's it migration ပြီးပြီအဲ့တော့ပြီးပြီလားဆိုတော့အဲ့ဒါပြီး hypercare ဆိုတာမျိုးတွေလည်းရှိတယ် hypercare ဆိုတာဒီနေ့ဒါလောက်တာပြီးနောက်နေ့အထိကိုကျွန်တော်တို့က standby ဒီဟိုမှာတစ်ခု issue တက်လာရင် troubleshoot လုပ်ပေးရမယ်အဲ့တော့ hypercare လည်းပြီးသွားရင်အဆင်ပြေပြီဟေးဆိုလို့ရှိရင်ဒီဟာကို as built document လို့ခေါ်တယ်ဒီ document ကဒီထဲမှာပါ operation တချို့တွေ operation manual လို့လည်းခေါ်တယ်အဲ့ document ကိုကျွန်တော်တို့တွေကsorry အဲ့ document ကိုကျွန်တော်တို့တွေကဘယ်လိုပြောမလဲအဲ့ document ကိုကျွန်တော်တို့တွေကအကုန်လုံး configuration တွေကိုပြင်ဆင်အဲ့ထဲမှာ monitoring ဆိုလဲ monitoring ပါတယ် log ဆိုလဲ log เนาะ credential ဆိုလဲ credential username password တွေစသဖြင့်ပေါ့ဗျာဒါတော့အဲ့ဒီခါနဲ့ပတ်သက်တဲ့ document တွေ diagram တွေခုနကပြောတဲ့ flow တွေအကုန်လုံးဒါတွေကိုကျွန်တော်တို့ကထည့်ပြီးတော့ရောမင်းတို့ review လုပ်မင်းတို့ review တော့ okay မင်းတို့ဒီဟာလည်းအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကနေမှနောက် engineer take over လုပ်မဲ့ engineer ကိုကျွန်တော်တို့ကရောမင်းယူတော့ဆိုပြီးကျွန်တော်တို့ပေးလိုက်တယ်အဲ့တော့ तू ကအဲ့ဒါတွေကို maybe review လုပ်တော့ဗောမင်းတို့ကဒါဘယ်လို configuration လုပ်တာလဲဒါဘယ်လိုမျိုးဖြစ်သွားနိုင်လဲဒါကတော့ဘယ်လိုလဲအကုန်လုံးအတူတူပဲအကုန်လုံးအတူတူပဲဆိုတာအရင်တော့ migration ကပုံစံတူတယ်ဆိုလို့ရှိရင် design မပြောင်းအောင်ဆိုရင်အတူတူပဲကဲ design ပြောင်းနေဆိုရင်ငါတို့တော့ဒီပိုင်းလေးတော့ပြောင်းထားတယ်ဒါလေးကတော့ပိုကောင်းသွားပြီမင်းမျိုးကြည့်လိုက်အဆင်ပြေတယ်အဲ့တော့ member question ရှိလည်းမရှိတော့ that's it ပဲ user တွေလည်းပြောကျွန်တော်တို့လည်းပြောအဲ့တော့ပြောချင်တာ migration ဒီကျွန်တော်တို့ဒါလူတွေအကုန်လုံးကျွန်တော်တို့migrate လုပ်သလိုပါပဲဒါပေမဲ့ကျွန်တော်တို့ network engineer တွေ IT သမားတွေမှာလည်း migration ဆိုတာ risk အရင်များတဲ့ task တစ်ခုဖြစ်တယ်အဲ့တော့တုံးတန်ယုံIT သမားတွေကိုသူတို့တွေကမလုပ်ခိုင်းဘူး migration မှာတော့မှ day 2 သမားတွေ operation သမားတွေကိုဒါသူ့ network operation ကိုသိပြီးသားတော့သူတို့ကပေးမလုပ်ကြဘူးဘာလို့လဲဆိုတော့သူတို့တွေက risk ကို transfer လုပ်ချင်တယ်ကိုယ့်ဘက်ကနေလုပ်လိုက်လို့တခုဖြစ်သွားရင်ကိုယ့်လူတွေဒုက္ခရောက်မှာဆိုတော့အဲ့ IT manager တွေ IT director တွေကသူတို့ကနားလဲတယ်အဲ့တော့သူများတွေကိုလုပ်ခိုင်းတယ်ပို့ပြီးတော့ safe ဖြစ်တယ်ပြီးတော့သူများတွေက insurance ရှိတယ်เนาะ insurance cover ဖြစ်တော့ကိုသူများလုပ်လိုက်လို့တခုဖြစ်သွားရင်သူတို့ကယော်လို့ရတယ်အဲ့တော့ anyway အဲ့တော့ပြီးတော့တခြားလူတွေအတွေ့အကြုံအများကြီးရှိတယ်ပေါ့ဗျာဒီဟာတွေ migration တွေတောက်လျှောက်လုပ်လာတယ်ဆိုတော့ yeah anyway အဲ့တော့ဒါကျွန်တော်ဒါပြောတာနဲ့တင်9 minute 16 minute လောက်ရှိသွားပါပြီအဲ့တော့ဒါဒီ migration ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီထဲမှာ migration နဲ့ပတ်သက်ပြီးတော့ detail လေးအောက်မှာကျွန်တော်ရေးပေးထားပါတယ်အားလုံးနားလည်မယ်လို့မျှော်လင့်နေတကယ်တော့ကျွန်တော် high level ထုံးစံတိုင်း high level ပဲရှင်းပြတာဖြစ်တယ်အဲ့တော့ဒါ migration ဆိုတာဘာလဲเนาะ IT မှာ IT loga မှာ migration ဆိုတာဘာလဲဆိုတာကိုဒီ video လေးကြည့်ပြီးတော့နားလည်လောက်ပြီလို့မျှော်လင့်ပါတယ်အကယ်၍ဒီကျွန်တော်ပြောတာနားမလည်ဘူးဆိုရင်အောက်ကဟာမှာလဲကျွန်တော်နည်းနည်းလေးဖြည့်ပေးထားတယ်ဆိုတော့ detail လေးတွေထည့်ထားတယ်ဆိုတော့အဲ့ဒါလေးကိုကြည့်ပြီးတော့လဲနားလည်မယ်လို့မျှော်လင့်ပါတယ်အတိတ်ကတော့အောက်က detail တွေကတော့ပို့ပြီးတော့ဒီ IT နဲ့ဆက်ဆက်တဲ့လူတွေနားလည်ဖို့ဖြစ်ပါတယ်ပေါ့နော်အကယ်၍သိချင်တာရှိရင်ကျွန်တော် comment ပေးလို့ရပါတယ်လှမ်းမေးလို့ရပါတယ်ကျွန်တော်အားတဲ့အချိန်လေးကျွန်တော်ပြန်ဖြည့်ပေးပါမယ်ခင်ဗျအဲ့တော့အားလုံးကျန်းမာကြပါစေအားလုံးအဆင်ပြေကြပါစေဗျာ bye see you